ဇီမီညိုနဲ့မက်ဂူီကမန်စီးတီးကိုရာပြောင်းလဲစေခဲ့တယ်။မင်္ဂလာပါမန်စီးတီးတရားဆောင်းရသည့်ပြောင်းရွှေ့မတိုင်မီကအာဆင်နယ်အသင်းနဲ့ရမှတ်9မှတ်လောက်ထိပြတ်သားခဲ့ပြီးအသင်းရဲ့ခံစစ်ပိုင်းကလေရိုဘီဒီယက်နဲ့ဂဗာဒီအောတို့လေဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရပါတယ်။နီးပြဂွာဒီယိုလာကိုယ်တိုင်ဖြေရှာမရခဲ့တဲ့မန်စီးတီးရဲ့ပြဿနာတွေဟာဆောင်းရသည့်ပြောင်းရွှေ့ကာလအရောက်မှာဒီပြဿနာကိုဖြေရှာနိုင်ခဲ့ပါတယ်။ဆောင်းရသည့်ပြောင်းရွှေ့မှာတခြားသောအသင်းတွေအတွက်ကြီးမားတဲ့အပြောင်းရွှေ့တွေလှုပ်ဆောင်ခဲ့ခြင်းမရှိပေမဲ့မန်စီးတီးအသင်းကတော့ပြန်ဘက်တွေရဲ့အဓိကကစားသမား2ဦးကိုခေါ်ယူပြီးအသင်းမှာအလားဆင်ခဲ့ပါတယ်။တကယ်ကိုအနာနဲ့စေးတည့်သွားခဲ့ပြီးမန်စီးတီးခေါ်ယူခဲ့တဲ့ကစားသမား2ဦးကတခဏနာတွင်းမှာပဲမန်စီးတီးတင်းကိုလင်းမြန်စွာအကျိုးပြုခဲ့တာပါပထမ2ဦးကတော့ဘုံမောက်တောင်မဲ့ကစားသမားစီမီညိုဖြစ်ပြီးစီမီညိုကပေါင်64တန်းနဲ့အတူမန်စီးတီးအသင်းနဲ့9နှစ်ခွဲစာချုပ်ဆိုခဲ့ပါတယ်ဘုံမောက်တင်းနဲ့အတူပရီးမီးယားလိကိုအချိန်တစ်ခုကြာဖျက်ဆီးခဲ့ပြီးစီမီညိုဟာအသင်းသုံးတောင်မဲ့ကစားသမား2ဦးဖြစ်နေရှိနေခဲ့ပါတယ်ဒီကစားသမားကိုအသင်းနဲ့လူလူကခေါ်ယူခြင်းပေမဲ့နွေရာသီမှခေါ်ယူလို့ရတာကြောင့်မန်စီးတီးတရားပြန်ပဲမရှိစီမီညိုကိုခေါ်ယူနိုင်ခဲ့ပါတယ်စီမီညိုဟာလက်ရှိမန်စီးတီးအတွက်9ပွဲကစားရမှာ9ဂိုးသွင်းက2ဂိုးဖန်တီးပေးခဲ့ပါတယ်။ဒါကြောင့်စီမီညိုဟာမန်စီးတီးအတွက်ပါဝင်ကစားခဲ့တဲ့9ပွဲမှာ9ဂိုးပါဝင်ပတ်သက်ခဲ့ပါတယ်။စီမီညိုရောက်လာခြင်းဟာဟာလန်တူဦးတဲ့ကိုမှီခိုနေရတဲ့မန်စီးတီးအတွက်ဝန်တစ်ခုကျော်သွားစေပြီးစီမီညိုဟာလက်ရှိဖောင်ရဘနာဒိုစီဘာဗိုတန်ဒိုကူစတဲ့ကစားသမားတွေထက်တောင်ကောင်းမွန်နေခဲ့ပါတယ်။လက်ဆက်ပိုင်းစီပြေသွားပြီးတဲ့နောက်မှာမန်စီးတီးဟာအင်္ဂလန်နောက်ခံလူကွီဟီကိုပဲလစ်အသင်းထံမှပေါင်တန်း20နဲ့ခေါ်ယူခွင့်ရခဲ့ပါတယ်။အသက်25နှစ်အရွယ်သားရှိသေးတဲ့အင်္ဂလန်နောက်ခံလူကွီဟာအသင်းအတွက်များစွာအားကိုးရမယ့်တူဦးဆိုတာအခုကတည်းကပြသနေခဲ့ပြီးမက်ဂွီဟီကလည်းအသင်းအတွက်9ပွဲပါဝင်ကစားထားခဲ့ရမှာနှစ်ပွဲသာပေးကိုခွင့်ပြုခဲ့ရပါတယ်။ဒါပြင် FA ပလာပြန်ပွဲမှာလည်းမန်စီးတီးကစားသမားဘွားပထမဆုံးဂိုးရခဲ့ပြီးစီမီညိုကတိုက်စစ်ပိုင်းတွင်မှန်ကန်တဲ့ခေါ်ယူအားဖြည့်မှုတစ်ခုဆိုရင်ဂွီယာလည်းခန့်စစ်ပိုင်းတွင်မှန်ကန်တဲ့ခေါ်ယူအားဖြည့်မှုပါဒီကစားသမား2ဦးရောက်လာခြင်းကမန်စီးတီးတို့အားတရဖြစ်စေခဲ့ပြီးအာဆင်နယ်အသင်းရဲ့အနီးစပ်ဆုံး၄မှတ်ကွာထိမန်စီးတီးတို့လိုက်ကပ်နိုင်ခဲ့ပါတယ်မန်စီးတီးတရားယာဒီပိတ်ခံနီးလေစွမ်းဆောင်ရည်ကောင်းတွေချပြနိုင်လေဖြစ်နေပြီးအာဆင်နယ်အသင်းတစ်ချက်လောက်မှားလိုက်တာနဲ့အဆင့်1နေရာကိုချိန်သားကိုက်ဝင်ရောက်နိုင်စွမ်းရှိခဲ့ပါတယ်။ဒါပြင်မန်စီးတီးတရားဒီယာဒီမှာပရီးမီးယားလိစူပလာတစ်ခုတည်းမဟုတ်ဘဲနဲ့အာဆင်နယ်နီးတို့ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရပ်တည်နေခဲ့တာပါ။ချန်ပီယံလိမှာလည်းရှုံးတဲ့အဆင့်ကိုတက်ရောက်လာခဲ့ပြီးကာရာဘောင်းမှာပိုလူပွဲနဲ့ FA ဖလားမှာလည်းပြစ်စမအဆင့်ကိုတက်ရောက်ထားနိုင်ခဲ့ပါတယ်။ဒါကြောင့်ရှီရင်ဆွဲကစားသမားတွေသာဒဏ်ရာပြဿနာတွေကင်းစင်သွားမယ်ဆိုရင်တော့ဒီလိုစင်းကိုပါဂွာဒီယိုလာနီးပြမျိုးနဲ့စီမီညိုမက်ဂွီဟီရိုကိုသာပေါင်းထည့်လိုက်မယ်ဆိုရင်မန်စီးတီးတရားကြားကိုတောင်ပန်တက်ပေးလိုက်တယ်လို့ဖြစ်သွားတော့မှာပါမန်စီးတီးတရားပြီးခဲ့တဲ့ရာသီကဖလားလက်မဲ့ရာသီတစ်ခုကိုကြုံတွေ့ထားခဲ့ရလို့ဒီရာသီမှာတော့စူပလာတွေပြန်လည်ရရှိသွားမယ်နှစ်ပါဒီလိုနေထားမျိုးမှာတော့မန်စီးတီးရဲ့စူပလာလမ်းကြောင်းမှာအာဆင်နယ်အသင်းကကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်နေရှိနေခဲ့ပါတယ်ဒီလိုတားဆီးမျိုးကိုမန်စီးတီးကအကောင်းဆုံးကြော်ဖြတ်လို့ရနေပေမဲ့လက်ရှိအချိန်ထိကတော့အာဆင်နယ်အသင်းကမန်စီးတီးထက်နှာတပြားသာနေခဲ့ပါတယ်ဒါပေမဲ့လည်းဇီမီညိုနဲ့မက်ဂွီဟီရိုရောက်လာခြင်းနဲ့တူအာဆင်နယ်အသင်းကိုမတူညီတဲ့မန်စီးတီးအသင်းဖြစ်ကြောင်းတက်တည်ပြသွားရမှာပါမန်စီးတီးအသင်းအတွက်လာခြင်းကောင်းကြတဲ့စီမီညိုနဲ့မက်ဂွီတို့ဟာနံပါတ်1ကနေ10တွင်းဝင်ပေးမယ်ဆိုရင်နံပါတ်ဘလောက်ကိုပေးချင်ပါသားလဲကဲအားကစားအကြောင်းအရာတွေကိုပရိသတ်တွေဆက်ကြတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပါဦး